ကျေးဇူးဆက်ဖို့တဲ့ဒီပင်ကွင်းလေးဟာသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အဖိုးကြီးစီကိုနှစ်စဉ်နှစ်တိုင်းကီလိုမီတာ8000ကျော်ဝေးတဲ့တေမင်းတမန်လမ်းကြောင်းတွေကိုဖြတ်ကျော်ပြီးလာရောက်တွေ့ဆုံလေးရှိပါတယ်။ဆယ်စုနှစ်တစ်ခုကြာတဲ့အထိတစ်ခေါက်မှမပြတ်ကွက်ခဲ့ပါဘူး။ဒါဟာအင်တာနက်အသုံးပြုသူပေါင်းများစွာကိုညှိရကြစေခဲ့တဲ့ဖြစ်ရမှန်ဇလန်လီတစ်ပုဒ်ထီပါတယ်။အရာအလုံးကဘရာဇီးနိုင်ငံကကျွန်းငယ်လေးတစ်ခုမှစတင်ခဲ့တာပါ။အဲ့ဒီနေ့ကတငါတီမခထုံးစံတိုင်းပင်လေပင်ကိုစစ်စင်နေရင်နဲ့ရေပြင်ပေါ်မှာထူးဆန်းတဲ့အရာတစ်ခုမျောနေတာကိုသတိထားမိတော့ပါတယ်။အဲ့ဒါကတော့ရေနံဆေးမဲမဲလေးတကူလုံးပေချန်နေပြီးအသက်ငွေငွေမဲချန်တော့တဲ့ပင်ကွင်းလေးတစ်ကောင်ဖြစ်နေပါတယ်။မခဘာမှတွန်းဆုံမနေပဲဒီပင်ကွင်းလေးကိုတပတ်နဲ့ပတ်ပြီးအင်ကိုခေါ်လာခဲ့ပါတယ်။သူဟာရေနွေးနဲ့တန်လွင်းစီကိုရောဆက်ပြီးဒီကောင်လေးရဲ့တောင်သိန်းနေတဲ့အမွေးအမိန်တွေကိုညင်ညင်သားသားလေးနှိမ့်နေပေးခဲ့ပါတယ်။အဲ့ဒီနောက်တော့ brush လေးနဲ့အပေါ်ကရေနံလွှာတွေကိုဂီယူတစ်စိုက်ဖယ်ရှားပေးခဲ့ပါတယ်။ဒီပင်ကွင်းလေးဟာမားကရဲ့စီဒနာကိုနားလဲသွားပုံရပြီးညင်ညင်လေးနေကအတိုင်ရှင်းခန့်ခဲ့ပါတယ်။ brush လေးနဲ့သူ့ကိုယ်ပေါ်မှာပုတ်တိုက်ပေးနေတဲ့အချိန်မှာဒီအကောင်လေးဟာကြည်နက်တဲ့အတန်လေးတွေတောင်ထွက်နေခဲ့ပါသေးတယ်။ဒီမကြခင်မှာတဲ့မားကရဲ့ဇနီးမာရီယာအိမ်ပြန်ရောက်လာပါတယ်။မခအပြစ်တစ်ခုခုလူထားတဲ့ကလေးတစ်ယောက်လိုဆိုဖာပေါ်မှာညင်ပြီးထိုင်နေခဲ့ပါတယ်။မာရီယာတယောက်ဒီမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်လေးကိုတီးထွားမှသူစိုးရင်နေတာပါ။ဒါပေမဲ့ရေခေတ္တတကားပေါ်ကစီးပေးနေတဲ့လက်ဖွေရတွေနဲ့ပျောက်ဆုံးနေတဲ့ငါချောက်တွေကသူ့အကြောင်းကိုဖော်ပြနေတယ်လို့ဖြစ်နေပါတယ်။ယုတ်တရရေချိုခန်းလေးကနေထူးဆန်းတဲ့အထံတွေထွက်လာပါတယ်။မာရီယာတကားဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဒီပင်ကွင်းလေးဟာဘာမှမသိသလိုနဲ့ကျန်းပြင်းနေမှရှိနေပြီးတအိမ်လုံးမှလည်းတရှူးလိတ်တွေကိုဆွဲဖွားကရှုပ်ပွားအောင်လုပ်ထားတာကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့မာရီယာဟာတပ်ပြင်းတစ်ချက်ချလိုက်ပြီးဒီသတ္တဝါလေးရှိနေတာကိုဘာမှမပြောပဲလက်ခံလိုက်ပါတော့တယ်။ Grandi Island ရဲ့ရာစီဥတုကခံမရခတ်ပါတယ်။ဒီပင်ကွင်းလေးအေးမီမှစိုးရင်ဒါကြောင့်မခအနည်း20လောက်ဘာမှမပြောင်းလဲပဲထားတဲ့အခန်းထဲကိုဝင်သွားပြီးသူ့မွေးဥထုတ်အဟောင်းလေးတစ်ခုကိုယူလာခဲ့ပါတယ်။အဲ့ဒါကိုဖြတ်တောက်ပြီးပင်ကွင်းလေးအသွားဆွဲသားလေးတစ်ထည့်လုပ်ပေးခဲ့ပါတယ်။အဝစားတိလေးနဲ့လမ်းရှောင်နေတဲ့ဒီပင်ကွင်းလေးကိုကြည့်ပြီးမာရီယာတယောက်ငေးသွားခဲ့ပါတယ်။အဝေးကိုရောက်နေတာကြာပြီးဖြစ်တဲ့သူမရဲ့အငဲ့ဆုံးသားလေးအိမ်ပြန်ရောက်လာတယ်လို့မျိုးခန်းစားလိုက်ရလို့ပါ။မကီရဲ့ဂီယူတီဆိုင်ဆုံးရှောင်မှုအောင်မှာဒီပင်ကွင်းလေးဟာပြန်လဲချမ်းမာလာခဲ့ပါတယ်။သူ့ရဲ့အမွေးမိန်တွေလည်းပြန်ပြီးချောမွေလာခဲ့ပါပြီ။မခလန်ခွဲရမယ့်အချိန်ရောက်ပြီဆိုတာကိုသိနေပါတယ်။မထွက်ခွာခင်မှာအနီးနားကမင်းကလေးငယ်လေးတယောက်ရောက်လာပြီးဒီပင်ကွင်းလေးကိုနှုတ်ဆက်ရင်းတင်လို့နာမည်ပေးခဲ့ပါတယ်။နာမည်တစ်ခုရလာနဲ့အမျှတန်ရောစင်ကလည်းခိုင်မြဲသွားခဲ့ပါပြီ။မခတင်ကိုပင်လဲပင်ထက်ခေါ်သွားပြီးခန်းချီနဲ့ဝေးတဲ့ကျွန်းငယ်လေးတစ်ခုမှထားခဲ့ပါတယ်။ဒါပေမဲ့မထင်မှထားပဲတင်ဟာအော်ဟစ်ပြီးမတ်နောက်ကိုလိုက်လာခဲ့ပါတယ်။မဟုတ်ဘူးမင်းငါနောက်လိုက်လို့မဖက်ဘူးမင်းအိမ်ပြန်ရမယ်ငါနောက်ကိုလိုက်မလာနဲ့တော့မကတော့ဒါဟာသူတို့ရဲ့နောက်ဆုံးနှုတ်ဆက်ခြင်းလို့ထင်ခဲ့တာပါဒါပေမဲ့အန်အော်စီယာကောက်တာကနောက်တနေ့မှနမှာတင်တယောက်အိမ်ကိုလိုင်းပြန်ရှာတွေ့ပြီးပြန်ရောက်လာတာကိုမာရီယာတွေ့လိုက်ရတာပါပဲသူဟာအိမ်ထဲကိုသူ့ဘာသာသူလိုင်းဆောင်ဝင်လာခဲ့ပါတယ်မာကီရဲ့မျက်နှာပေါ်မှာကြားရှိပြောက်ကွယ်နေတဲ့အပြုံးလေးကိုမြင်လိုက်ရတဲ့အခါမာရီယာဟာသူတို့အိမ်ဝတင်မရှိလို့မဖြစ်တော့ဘူးဆိုလာကိုနားလည်သွားပါတယ်အဲ့ဒီအချိန်ကစပြီးမခါတင်ရဲ့ဖခင်ဖြစ်လာခဲ့ပါတယ်